hip ညမှာပါအများကြီးရှိတယ်ခြေတော့တဲ့ရင်တော့ပါမရှိဘူးနော်ဒီတော့ခြေတော့ပြေးရင်အဲ့လိုမျိုးသူတို့ရဲ့ waist တော့ပြင်ကျွန်တော်ရဲ့ပါရှိတယ်နော် hip ပါဘယ်လိုရနော်အဲ့ဒီဟာကိုကျွန်တော်နားလဲရနော်ခြေတော့တဲ့ထားရင်တော့ပါမရှိဘူးခြေတော့ကိုွေးထားရင်တော့ပါမရှိဘူး and you have power there right of course you're going to pull your leg and it's going to be very not easy, right? So one more time. So we're here, wizard. Okay, he's going to be looking to pull you back. You're going to have to control the wrist. Wrist to control that, man. And I feel you want to do that, you are. Here, you get back up. You fucking hand. And you roll on a circle. No? Soဒီနောက်တစ်ချိန်မှာတငယ်ချင်းကြတော့အဲ့လိုမဟုတ်ဘူးနော်တငယ်ချင်းကအပေါ်ကနေသူထိတ်တောင်းလုံးထားပဲအဲ့ဒီကိုကဒီမှာဝေးစလုံးပဲခြေတော့ဒီအောက်ခြေတော့အပြင်မှာမထားနဲ့နော်အပြင်မှာထားရင်သူဆွဲလို့ရတယ်ဒီဟောက်ဒီဝေးစတော့ဆွဲလို့ရတယ်အဲ့ဆိုမကောင်းနော်ဒီခြေကိုအောက်ခြေကိုရှင်းချရဲ့အောက်မှာထားရမယ်နော်ဒီလိုမျိုးထားမထားနဲ့ဒီအဲ့ဒီအောက်ခြေနားမှာထားအောက်မှာနောက်မှာထားနားလေနော်တော့ so that I'm strong right so when he's on top when he whistles me I can go on here and get the wall it's a fight game now I use the wall here I close here and then I can take the wall make sense အားလုံးနားတယ်နော်နည်းနည်းလေ့ကျင့်ပေးပါအောင်နော်တကယ်ချင်းကြတယ် very thin နဲ့တော့